အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့နေ့စဉ်တရုတ်စကားပြော YouTube channel ရနေပြီးတော့ပြန်လည်ကြိုဆိုပါရစေဒီဗီဒီယိုမှာချစ်တင်ငယ်ချင်းတို့အတွက်ဒီနေ့စဉ်အများသုံးတရုတ်စကားပြောအဓိက10လုံးကိုကျွန်တော်တို့ဒီဗီဒီယိုမှာမျှဝေပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့အဲ့ဆိုရင်ကျွန်တော်ဒီဗီဒီယိုလေးကိုစလိုက်အောင်နော်နံပါတ်1ကကျွန်တော်တို့စားသည်ကိုတရုတ်လို吃စားသည်အိတ်ဒီကို睡အိတ်ဒီထိုင်ဒီကို坐ထိုင်ဒီလာဒီကို来လာဒီပြောဒီကို说တချို့ကကြလဲ说လို့ပြောရပေါ့နော်ကျွန်တော်ဒီမှာတော့说ပြောသည်နံပါတ်6ကတော့ကျွန်တော်တို့ခေါ်သည်ပေါ့နော်ခေါ်သည်ကို叫ခေါ်သည်တောက်သည်ကို喝တောက်သည်ရှိသည်ကို有ရှိသည်ပေါ့နော်ပြေးသည်ကို跑ပြေးသည်ကြည့်သည်ကို看ကြည့်သည်အဲဆိုရင်ကျွန်တော်တို့1ကနေ10အထိနောက်တစ်ခေါက်ပြန်ပြီးတော့ရွတ်ပြရပါမယ်နော်စားသည်ကို吃睡坐来说叫喝游跑看Okay အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကို subscribe မလုပ်ရသေးရင် subscribe လေးလုပ်ပြီးတော့ဘေးနားကအခေါင်းလုံးလေးကိုလည်းတီးခဲ့ဖို့မမေ့ပါနဲ့เนาะအဲဆိုရင်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လဲဆုံတွေ့ကြပါဦးမယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ